အရန်စားကောင်းနဲ့ရှမ်းချင်ထမင်းကြော်စားမယ်ရှမ်းချင်ကြက်မိုလုံးကြက်သွန်းကြက်ဥလိုပါတယ်စီသက်ကြက်မိုလုံးထက်ရှမ်းချင်ထက်ငရုတ်သီးခွဲချမ်းထက်ထမင်းထည့်ပြီးနေမယ်စားချုံမိုးခယူစီကြာညိုထက်ကြက်ဥထက်မွေပြီးတော့အကောလုံးရောနေရင်အရန်စားကောင်းနဲ့ရှမ်းချင်ထမင်းကြော်ရပါပြီတကယ်ပထမဦးဆုံးကြော်ဘူးတာပါမမီးပဲနဲ့ကြော်တယ်ဘာပဲချက်ချက်မမီးပဲနဲ့ချက်တယ်ကြော်တာအချင်းဖြစ်နေပြီပေါ့နော်ဒါပေမဲ့လည်းအရန်စားကောင်းပါအရန်ကောင်းတယ်ကိုယ့်အကိုကြော်ပြီးဘလို့ရတာမျိုးရပါလဲဆိုရင်ပရှူးထမင်းကြော်လို့မျိုးအရတာမျိုးရရဲပေါ့နော်ဒါပေမဲ့အရင်စားကောင်းပါတယ်မနေ့ပိုင်းပူပူလေးစားရင်လည်းပို့ပြီးတော့စားကောင်းမယ်ထင်ပါတယ်ရှင့်အခုတော့ညဘက်လေးပဲထပြီးတော့ဖိုက်ဆက်စားနေကြော်စားလိုက်ပါတယ်အားလုံးပဲအိမ်မှာလည်းအလွတ်တကူရှက်ချင်ရှိရင်ကြော်စားကြည့်ပါနော်တတဆက်ပြီးတော့စားလိုက်ပါအောင်မယ်